အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘဝတုတ္တနဲ့ခွန်အားပြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးတော့အားပေးခဲ့ကြပါအောင်ခင်ဗျာဒီကနေ့မှာတော့မနာလိုစိတ်ကင်းအောင်ဆိုတဲ့စာသားလေးကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာရှင်သန်လာတဲ့တစ်လျှောက်မှာမနာလိုစိတ်ရှိသူတွေကကြောက်เสียအကောင်းဆုံးပဲမုန်းနဲ့ဆိုတဲ့ခံစားချက်တဲ့မနာလိုတဲ့စိတ်ကပိုပူလောင်ပြီးတပားသူပျက်စီးရပျက်စီးကြောင်းပဲဖြစ်စေခြင်းတယ်မနာလိုစိတ်ကအားကြရာကနေတိမ်ငယ်စိတ်အငုံစိတ်ဝင်လာရင်ဖြစ်တတ်ပါတယ်သူတစ်ပါးအစင်မပြေခြင်းဝမ်းသာနေရင်မနာလိုစိတ်ကြီးမားနေလို့ပါကျွန်တော်တို့မျိုးဆက်တဲ့ကလေးငယ်တွေကိုမနာလိုမှုတိမ်ငယ်မှုတွေမရှိအောင်ကိုချိုးနှိမ်တအောင်ပြုစုပြိုးထောင်ပေးရမယ်ဒါမှပိုလပ်ပါတဲ့နိုင်ငံအတိုင်းအဝိုင်းဖြစ်လာမယ်မနာလိုစိတ်ရှိသူကအမြဲတမ်းသူတစ်ပါးကိုချိုးနှိမ်ပြောပြီးသူကပဲအကောင်းဆုံးလို့ဟန်ဆောင်တတ်ကြတယ်ဘာကြောင့်လဲဆိုတော့ကိုယ်စိတ်ကိုမလုံလို့ပါသူများကိုကြည်ပြီးအားကြတယ်သူများလို့လိုက်မလုံနိုင်တော့ဒေါသထွက်ရတယ်အပြစ်တင်ဝေဖန်တိုက်ခိုက်တတ်တယ်ဒါကြောင့်ရောင်ရဲတတ်တဲ့စိတ်နဲ့အရှိကိုအရှိတိုင်းလက်ခံနိုင်အောင်တင်ပေးရမယ်မနာလိုစိတ်ဟာသေသည်အထိပူလောင်ရပြီးစိတ်ရဲ့ငြိမ်းချမ်းမှုကိုမရနိုင်ပါဘူးလူတွေမှာမနာလိုစိတ်အားကြီးလာရင်ပျက်စီးတတ်တယ်မပြေးတဲ့အိုးကဘောင်ပင်ခတ်တယ်အကျွေစိတ်တွေကအတန်ကျဲတယ်ဒါကြောင့်မိမိရဲ့ကလေးတွေကိုမနာလိုစိတ်ကင်းအောင်အတိတရားနဲ့ပြုစုပြောထောင်ပါအဖက်ဖက်ကနေပြည့်စုံနေရင်အကောင်းမွန်ဆုံးလက်ဆောင်တစ်ခုပါခင်ဗျာကျွန်တော်ကအကိုငယ်ပါ